မင်္ဂလာပါဒီနေ့တော့ plug ခုံတစ်ခုလေးကနေ extension တွေ့တန်းပြီးလျှက်စစ်ပစ္စည်းများစွာကိုတစ်ချိန်နဲ့တစ်ပြိုင်နဲ့အသုံးပြုခြင်းကြောင့်ဖြစ်လာမဲ့မီးဘေးအန္တရာယ်နဲ့ plug ခုံကို plug ထိုးတဲ့အခါထိထိမိမိမရှိခြင်းကြောင့်ဖြစ်ပေါ်လာမဲ့မီးဘေးအန္တရာယ်တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်တချို့တော့အစာအုပ်တွေမှာဒီသေးငယ်တဲ့ဝိုင်ယာနဲ့ပဲ lighting အတွက်ဒီ socket တက်ကိုပေါင်းဆက်တွေ့တန်းပြီးတော့အသုံးပြုကြပါတယ်ဒါဟာ wrong method နည်းလမ်းအမှားပါကျွန်တော်အရင်ဗီဒီယိုမှာလည်းမျှဝေပေးခဲ့ပါတယ်ဒီလိုနည်းလမ်းနဲ့တက်ဆင်ထားတဲ့ plug ခုံကမှ extension တွေ့တန်းပြီးတော့လျှက်စစ်ပစ္စည်းများစွာကိုတစ်ချိန်နဲ့တစ်ပြိုင်နဲ့တက်ဆင်အသုံးပြုမိတဲ့အခါ overload တွေဖြစ်မယ်အဲ့ဒီ overload ကမှမြင်မာတဲ့လျှက်စီးကြောင်းတွေစီးဆင်းလာမယ်မြင်မာတဲ့လျှက်စီးကြောင်းတွေမှာမြင်မာတဲ့အပူတွေကိုဖြစ်ပေါ်စေဒီမြင်မာတဲ့အပူချိန်တွေကဆိုရင်ဒီ plastic ခွက်လောင်စာနဲ့ကျွန်တော်တို့ဓာတ်မလိုက်အောင်ကာထားတဲ့ဝိုင်ယာမှာရှိတဲ့လျှက်က plastic လောင်စာတို့ကိုအပြင်မှာအသင့်ရှိနေတဲ့လေအောက်ဆီဂျင်နဲ့ပေါင်းစပ်ပြီးတော့မီးဖြစ်စေပါတယ်အဲ့ဒီအတွက်ကြောင့် extension တွေ့တန်းပြီးလျှက်စစ်ပစ္စည်းများစွာကိုတစ်ချိန်နဲ့တစ်ပြိုင်တည်းတက်ဆင်အသုံးမပြုဖို့အကြံပေးပါရစေတချို့တော့အိမ်တွေကြုံဘူးမှာပါဒီ plug ခုံမှာရှိတဲ့မီးခလုတ်ဟာကပ်ပြီးတော့ပိတ်မရတာဖြစ်ပါတယ်အဲ့ဒါဆိုရင်ဒီလျှက်စစ်ပစ္စည်းများစွာကိုတစ်ပြိုင်တည်းအသုံးပြုတဲ့အတွက်ကြောင့်ဖြစ်ပါတယ်နောက်တစ်ခုကတော့မီးဖိုးကြောင်တွေမှာအဖြစ်များတဲ့ပေါင်းအိုးတွေ hot plate တွေရဲ့ plug ကို plug ခုံမှာထိထိမိမိမတက်ဆင်ခြင်းကြောင့်ကျွန်တော်တို့ဒီ loop connection ဖြစ်ပြီးတော့ sparks တွေထွက်မယ်လွန်မြင်မာတဲ့အပူတွေထွက်မယ်အဲ့ဒီမြင်မာတဲ့အပူတွေ sparks တွေဟာအပြင်မှာအသင့်ရှိနေတဲ့အောက်ဆီဂျင်နဲ့ပေါင်းစပ်ပြီးတော့ဒီ PVC plastic ခွက်လောင်စာကိုမီးပေးဖြစ်စေပါတယ်အဲ့ဒါကျွန်တော်တို့လျှက်စစ်ပစ္စည်းရဲ့ plug တွေကိုတေချာထိထိမိမိတက်ဆင်ပြီးအသုံးပြုပေးဖို့အကြံပေးပါရစေဆက်လက်ပြီးတော့ကျွန်တော်တို့ရဲ့လျှက်စစ်ပစ္စည်းတွေကိုဘယ်လိုအခြေအနေတွေကမီးဘေးအန္တရာယ်ဖြစ်စေတယ်လဲဆိုတာကိုနောက်ဗီဒီယိုမှာညှဝေပေးသွားပါမယ်ကျေးဇူးတင်ပါတယ်ဒါကတော့ extension တွေ့တန်းပြီးလျှက်စစ်ပစ္စည်းများစွာကိုတပြိုင်တည်းအသုံးပြုခဲ့တဲ့အတွက်ကြောင့်ခလုတ်ကတ်သွားတာ